မိုးလေးပါ The Voice of Victoria ဒီဇင်ဘာလ22ရက်တနင်္ဂနွေနေ့နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။အုပ်ဖို့မျိုးနယ်တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်ဆိုင်ကယ်ဖြင့်ထွက်လာသောစစ်သားနှင့်ရဲများကိုတိုက်ခိုက်မှုဒူရဲအုပ်စော်ထွန်းအပါအဝင်6ဦးသေဆုံးခဲ့ပြီးတနက်2လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်း။စကိုင်းမြို့ပေါ်ရက်ကွက်တချို့မှာသူတို့ရဲ့အုပ်ချုပ်ရေးမှုတွေကတဆင့်ဒေသခံတွေကိုစုဝေးခိုင်းပြီး PDF အဖြစ်ဝင်ရောက်နေတဲ့မိသားစုဝင်တွေရှိပါကပြန်လည်အလင်းဝင်ရောက်ရတဲ့လက်နက်များယူဆောင်လာပါကစုချင်းငွေပေးဆောင်မယ်လို့စီယုံနေရဆိုတဲ့သတင်းနဲ့အတူတခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်ပထမဆုံးအနေနဲ့အုပ်ဖို့မျိုးနဲ့လွှားစင်ကြေးရွာအတွင်းရှိဖုန်ကြီးကျောင်းမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဂိတ်စခန်းကနေအရသားပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ရာဒူရဲအုပ်စော်ထွန်းဝင်းအပါအဝင်6ဦးသေဆုံးခဲ့ပြီးလက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ရှင်။တော်လှန်ရေးပူးပေါင်းတပ်တွေဟာပြီးခဲ့တဲ့ဒီဇင်ဘာလ19ရက်နေ့ညနေအချိန်မှာပဲခူးတိုင်းတာယာဝတီခရိုင်အုပ်ဖို့မြို့နယ်လှော်စင်ကြီးရွာမှပေါ်တာဆွဲရန်ထွက်လာတဲ့စကစရဲ့ဆိုင်ကယ်ရင်နှန်းတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်တိုက်ပွဲဖြစ်ပွားတဲ့နေရာအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်4ဦးသေဆုံးခဲ့ပြီးဆေးရုံအတွင်းမှာပဲနောက်ထပ်ဒဏ်ရာရတဲ့2ဦးထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။အဆိုပါတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်ဆောင်အသုံးပြုခဲ့တဲ့လက်နက်ငယ်2လက်နဲ့စစ်လက်နက်ပစ္စည်းတွေကိုလည်းတော်လှန်ရေးပူးပေါင်းတပ်တွေကတင်ဆက်ရမိခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်2စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ22ကိုကဲမှုအောက်ရှိအမှတ်3802တရင်တက်ခွဲလေUGF OKPO တို့ကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါအပြင်ဒီဇင်ဘာ16ရက်နေ့ကလည်းပဲခူးတိုင်းစစ်ဌာနအပါအဝင်ဒေသခံတော်လှန်ရေးအဖွဲ့တွေဟာပဲခူးတိုင်းလက်ပံမြို့နယ်စင်တလင်းကြီးရွာမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်ရဲ့စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား18ဦးသေဆုံးခဲ့ရပြီး MA1 တနက်4လက် MA3 တနက်6လက် G3 1လက်6လုံးပြူ1လက် G3 ကြည်ပေါင်း1ခု MA ကြည်ပေါင်း21ခုတစ်စတို9တောင်အုတ်ထုတ်9လုံး 5.56G 219တောင်စစ်ဝိတန်စာ3ခုကြီးက1ခုဖုန်းလေးလုံးတို့ကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်းသတင်းရရှိပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်အုပ်စုဟာစကိုင်းမြို့ပေါ်ရက်ကွက်တချို့မှာသူတို့ရဲ့လက်အောက်ခံအုပ်ချုပ်ရေးမှုတွေကတဆင့်ဒေသခံတွေကိုစုဝေးခိုင်းပြီး PDF အဖြစ်ဝင်ရောက်နေတဲ့မိသားစုဝင်တွေရှိပါကပြန်လည်အလင်းဝင်ရောက်ဖို့နဲ့လက်နက်ယူဆောင်လာပါကစုချင်းငွေပေးဆောင်မှုစီယုံနေကြောင်းသိရပါတယ်။အဲဒီလိုပြောဆိုမှုတွေကိုဒီဇင်ဘာလ19ရက်နေ့မနက်ပိုင်း17နာရီခန့်မှာစကိုင်းမြို့ကအင်းမြဝတီရဲ့ဒေသခံတွေကိုတအိမ်တယောက်မလာမနေရလို့ဆိုကစုဝေးခေါ်ဆောင်ထားပြီးပြောဆိုခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီစီယုံမှုကိုတော့ရက်ကွက်အုပ်ချုပ်ရေးမှုနဲ့စစ်အုပ်စုတပ်သားတချို့ကစီယုံသွားတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ပြီးခဲ့တဲ့ဒီဇင်ဘာ18ရက်နေ့မှာအင်းမြဝတီရဲ့စစ်အုပ်စုလက်အောက်ခံအုပ်ချုပ်ရေးမှုရုံးအနီးဘုံပေါက်ကွဲမှုတစ်ခုရှိခဲ့ပြီးဒေသခံတွေကိုဖမ်းဆီးတာတွေလှုပ်ဆောင်ပြီးနောက်အခုလိုလှုပ်ဆောင်တာလို့လည်းသိရပါတယ်။ဒီဇင်ဘာ19ရက်နေ့မှာပဲဖမ်းဆီးခံရသူတွေအတွက်မိသားစုဝင်တွေကလိုက်လံအာမခံလက်မှတ်ထိုးရေးခဲ့ရပြီးပြန်လည်လွတ်မြောက်လာတာရှိပေမဲ့ဖမ်းဆီးခံရသူတွေကတအုပ်ကတော့လွတ်မြောက်လာခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။အကြမ်းဖက်စစ်အုပ်စုဟာစကိုင်းမြို့ပေါ်ရက်ကွက်တွေမြို့ရင်းကမန္တလေးမုံရွာလမ်းမကြီးပေါ်နဲ့စကိုင်းတရားတွေပေါ်မှာမကြာခဏဆိုသလိုဖမ်းဆီးတာတွေလှုပ်ဆောင်နေပြီးဆယ်နဲ့ချီတဲ့ငွေကြေးတောင်းတာတွေစစ်မှုထမ်းစေလွတ်တာတွေမကြာခဏလှုပ်ဆောင်နေရှိကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့စင်ကူးမြို့ကိုစစ်ကောင်စီတပ်ကပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက်မြို့ပေါ်နဲ့မြို့အနီးရှိကျေးရွာတွေကိုဒေသခံတွေဟာဘေးလွတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်ရှင်။စစ်ကောင်စီတပ်ဟာစင်ကူးမြို့ကိုပြီးခဲ့တဲ့ဒီဇင်ဘာ18ရက်နေ့ညနေပိုင်းမှာမြေပြင်စစ်ကြောင်းတွေလေကြောင်းပစ်ကူတွေနဲ့အတူချီတက်ပြီးပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မြို့ပေါ်နဲ့အနီးအနားရှိကျေးရွာတွေမှာဒေသခံတွေဟာ
ဘေးလွတ်ရာနေရာတွေနဲ့အေယာဝတီမြစ်တစ်ဖက်ခြမ်းတွေမှာစစ်ပေးတိမ်းရှောင်နေကြရပြီးအဲ့ဒီနေရာတွေကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာဒရုန်းတွေပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ဒေသခံတအုပ်ထံကသိရပါတယ်။အလားတူစစ်ကောင်စီတပ်ဟာစင်ကူးမြို့နယ်ရဲ့အရှေ့ဘက်ခြမ်းမှာစီးပွားရေးအချက်ချကြတဲ့လက်ပံလာကြီးရွာကိုလည်းပြီးခဲ့တဲ့ဒီဇင်ဘာ18ရက်မှာပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာအင်အားအများပြားနဲ့အဲ့ဒီကြေးရွာတွေအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးနေတဲ့အပြင်ဒေသခံတွေကိုပါဖမ်းဆီးမှုတွေရှိနေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဝင်ရောက်လာမှုကြောင့်စင်ကူးမြို့နယ်အတွင်းရှိကြေးရွာတွေမှာဒေသခံထောင်နဲ့ချီဟာဘေးလွတ်ရာနေရာတွေကိုထပ်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်။စင်ကူးမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ရဲ့တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်တာမရှိပဲစစ်ကောင်စီဟာအများအပြားနဲ့စစ်ကြောင်းထိုးလာတာလေကြောင်းပစ်ခတ်မှုတွေကိုပါအလွန်ကျွံပြုလုပ်လာတာကြောင့်မြို့ပေါ်မှာတက်ဆဲထားတဲ့တော်လှန်ရေးတပ်တွေဟာလည်းနောက်ဆုတ်ပေးလိုက်ရတာဖြစ်တယ်လို့ဒေသခံတွေထံကသိရပါတယ်။တော်လှန်ရေးပူးပေါင်းတပ်တွေဟာစင်ကူးမြို့နဲ့စင်ကူးမန္တလေးမိုးကုတ်လမ်းပိုင်းတွေကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လအတွင်းမှာတိမ်ပိုက်နိုင်ခဲ့တာဖြစ်ပြီးတစ်နှစ်ကျော်အကြာမှာတော့စစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ပြန်လည်လက်လွတ်လိုက်ရတာဖြစ်ကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်တီလာရွာတွင်နေထိုင်သောစစ်ပေးရှောင်ပြည်သူများကိုအကြမ်းဖက်စစ်တပ်ကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ခလင်းငယ်တအုပ်အပါအဝင်ပြည်သူ9ဦးသေဆုံးခဲ့ပြီး14ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းရရှိထားပါတယ်။ဒီဇင်ဘာ19ရက်မနက်10:45မိနစ်ခန့်မှာရွှေဘိုမြို့နယ်ကြောက်မြောက်ရွာမှာအကြမ်းဖက်စစ်သားတွေဟာစင်ကူးမြို့နယ်တီလာရွာအတွင်းနေထိုင်သောစစ်ပေးရှောင်ပြည်သူတွေကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းခလင်းငယ်တအုပ်အပါအဝင်ပြည်သူ4ဦးပွဲချင်းပြီးသေဆုံးခဲ့ရပြီး15ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိသူများကိုဆေးရုံပို့ဆောင်နေစဉ်ပြည်သူတအုပ်ထပ်မံသေဆုံးခဲ့ရကြောင်းသိရပါတယ်။ရွှေဘုံမြို့နယ်ကြောင်မြောင်းကျရွာကအကြမ်းဖက်စစ်ခွေးတွေကစင်ကူးနယ်တီလာရွာမှာနေထိုင်တဲ့စစ်ပေးရှောင်ပြည်သူတွေကိုရုံးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါ။ပြည်သူ4ဦးကတော့နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီးတအုပ်ကတော့စေကန်းအပို့လမ်းမှာဆုံးတာပါထိခိုက်ဒဏ်ရာရတာ14ဦးရှိပါတယ်သေဆုံးသူတွေကအမျိုးသမီး3ဦးကလေးငယ်2ဦးနဲ့အမျိုးသား2ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေဟာစစ်ရှောင်တွေရှိတဲ့နေရာကိုလိုက်ကျဲနေတာပါလို့စင်ကူးမြို့နယ်ပကဖသတင်းတောင်ဝန်ခံကိုသမီးကပြောဆိုထားပါတယ်အလားတူဒီဇင်ဘာလ17ရက်နေ့ကလည်းစင်ကူးမြို့နယ်လက်ပံလာရွာရှိပြည်စိုးအောင်ရက်ကွက်နဲ့ပင်လယ်ကြီးရက်ကွက်ကိုအကြမ်းဖက်စစ်တပ်ရဲ့တရားဥလေတံမှတက်လာတဲ့ Jet Fighter 2စီးကလေကြောင်းတိုက်ခိုက်မှု9ကြိမ်ပြုလုပ်ခဲ့တာကြောင့်ပြည်သူ2ဦးသေဆုံးခဲ့ရပြီး9ဦးထိခိုက်ဒဏ်ရာရရှိတာနေအိမ်များလည်းပျက်စီးခဲ့ကြောင်းသတင်းရရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းမုံရွာမြို့နယ်6ဦးမြို့နယ်ရှိစစ်ရှောင်2000ကျော်ဟာအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့မုံရွာ Revolution MR ထံကသတင်းရရှိပါတယ်ရှင်။အဆိုပါစစ်ရှောင်2000ကျော်ဟာမိုးကစောင်းနဲ့အခြေခံစားသောက်ကုန်တွေကိုအရေးပေါ်လိုအပ်နေရဖြစ်တယ်လို့၎င်းကဆိုပါတယ်။ချောင်းမြို့နယ်အနောက်ဘက်ခြမ်းနဲ့မုံရွာနယ်တောင်ဘက်ခြမ်းကစစ်ရှောင်ဦးရေက2000ကျော်ရှိရဲ့။စောင်းခလည်းဖြစ်တော့အမိုးအကာစောင်းနှွေးတယ်တွေအတော်လေးလိုအပ်နေပါတယ်။ကူညီပေးမှုလည်းအလွန်ကိုနှဲပါလွန်းပါတယ်လို့သူကဆိုထားပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ15ရက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တို့မီးရှို့ဖျက်ဆီးလိုက်တဲ့နဂါးတွင်းရွာကအင်ဂျင်53အိမ်ကမိသားစုဝင်တွေဟာလည်းအရေးပေါ်အမိုးအကာနဲ့စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့သူကဆက်ပြောထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ကတည်းက6ဦးမြို့နယ်ကြည်ကုန်းရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးယခုထိတိုင်ရွာတွေကမထွက်ပဲဆက်ရှိနေသေးတယ်လို့၎င်းကဆက်ပြောထားပါတယ်။စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကြောင့်ကြည်ကုန်းရွာအပြင်6ဦးမြို့နယ်အနောက်ဘက်ခြမ်းနဲ့အမြင့်မြို့အနီးကရွာတွေအကုန်စစ်ဆောင်နေရကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းမင်္ဂလာတောင်မြို့နယ်နွယ်ခွေကျေးရွာအုပ်စုအတွင်းစစ်မှုထမ်းကွင်းလွတ်သူများနဲ့အမျိုးသမီးတွေပါမကျန်လစဉ်စစ်မှုထမ်းကြီးပေးဆောင်နေရသလိုအင်းစိန်မြို့နယ်မှာလည်းစစ်မှုမထမ်းခြင်းမှာက6လကိုတသိန်းနှုန်းရက်ွက်ရုံကိုပုံမှန်ပေးနေရကြောင်းသတင်းရရှိပါတယ်။မင်္ဂလာတောင်မြို့နယ်ထောင်ကျက်မြို့နွယ်ခွေကျေးရွာအုပ်စုအတွင်းရှိရွာသိမ်းရွာမှာကျေးရွာတောင်ဝန်ခံစန်းဝင်းဆိုသူက
စစ်ကောင်စီနဲ့ပူးပေါင်းပြီးကျွေးရအတွင်နေထိုင်သူအကုန်လုံးကိုစစ်မှုထမ်းကြီးမပေးမနေရကောက်ခတ်နေတယ်လို့သိရပါတယ်။ဒီလိုကောက်ခတ်ရမှာစစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်သူမိသားစုတွေကိုသာမကပဲအသက်ကန့်သက်ချက်နဲ့လွတ်ကင်းတဲ့အမျိုးသားတွေရှိရာမိသားစုတွေနဲ့အမျိုးသမီးတွေပဲရှိတဲ့အိမ်နောက်စုတွေကိုပါကောက်ခတ်နေတယ်လို့သိရပါတယ်။စစ်မှုထမ်းကြီးကောက်ခတ်လို့ရတဲ့ငွေတွေကိုအုပ်ချုပ်ရေးမှုတွေထံအနှံပြီးနောက်ထိုမှတဆင်ရဲစစ်သားနဲ့ရက်ွက်ရုံမှလူတွေကပြန်လည်ခွဲဝေယူကြတယ်လို့လည်းဒေသခံပြည်သူတအုပ်ကပြောထားပါတယ်။ဒါအပြင်အင်းစိန်မြို့နယ်အတွင်းမှာလည်းမြို့နယ်အပိုင်းအလိုက်ရက်ွက်အပိုင်းလိုက်6လမှတစ်ကြိမ်စစ်မှုထမ်းခြင်းကိုရက်ွက်ရုံတွေထံပေးဆောင်နေရတယ်လို့လည်းသိရပါတယ်ရှင်။စစ်မှုထမ်းခြင်းပေးဆောင်ရမှာအင်းစိန်မြို့နယ်အတွင်းအသက်ပြည့်တဲ့မိသားစုဝင်တွေက6လကိုတသိန်းပေးဆောင်ရပြီးအခြားအိမ်နောက်စုတွေက6လကို2000မဖြစ်မနေပေးဆောင်နေရတာတွေရှိတယ်လို့လည်းအင်းစိန်နေပြည်သူတအုပ်ထံကသိရပါတယ်။ရန်ကုန်မြို့သားမကအခြားသောစစ်ကောင်စီအားကောင်းရာမြို့နယ်တွေမှာစစ်တပ်အနေနဲ့စစ်မှုထမ်းခြင်းကိုကောက်ခတ်နေတဲ့အပြင်တခြားတစ်ဖက်မှာလည်းလူငယ်လူရွယ်တွေကိုပြစ်မှတ်ထားပေါ်တာဆွဲပြီးစစ်အင်အားစုဆောင်းနေရတွေရှိကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြံဖက်စစ်တပ်ဟာသူ့ရဲ့တပ်သားတွေကိုမကွေးတိုင်းရောဒေသဂံကောမြို့ခလာရ90တဲကိုခရီးသွားအသွင်နဲ့ပို့ဆောင်နေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေထံကသတင်းရရှိပါတယ်။ယခုလဒီဇင်ဘာလအတွင်းမှာပခုတ်ကူမြို့တပ်မ101အပါအဝင်တခြားသောတပ်တွေစီကတပ်သားတွေကိုခလာရ90တဲကိုရရနီလန်းတွေနဲ့အင်အားဖြည့်ပို့ဆောင်နေရဖြစ်ပါတယ်။စစ်တပ်ဟာခရီးသက်တင်ရင်တစည်းမှာစစ်သား3-4ဦးကိုခရီးသက်အသွင်နဲ့ပို့ဆောင်နေတာဖြစ်ပြီးလက်ရှိခလာရ90တဲကိုအင်အား20လောက်ရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။သူတို့ကခရီးသက်တင်ရင်နဲ့ပဲလိုက်စီးတာကုန်တင်ကားကြတော့တိတာတယ်လေခရီးသက်တင်ရင်တွေကြားမှာတော့သူတို့ကညှက်ညက်ပြီးထဲတာလို့ရောအလင်းတန်းကတာဝန်ရှိသူတအုပ်ကပြောပါတယ်။ဂံကောပခုတ်ကူရောနဲ့တခြားမှပါ3လုံးဂိတ်တွေအများကြီးရှိတာကြောင့်ဒီလိုဖြစ်စဉ်မျိုးထပ်မံမဖြစ်ရအောင်တေချာစစ်ဆေးကြဖို့လိုတယ်လို့လည်းသူကဆိုထားပါတယ်။ဒါကနယ်မြေအခြေအနေကိုသွေးတိုးဆန်းတာပဲပေါ့။အင်အားပို့ခြင်းရင်သူတို့ပေါ်တင်ပို့လို့ရတာပဲ။ဂိတ်တွေကတေချာမစစ်စစ်နေဘူး။ရှင်းပြောရရင်တနက်ရှိရင်ဂိတ်ထောင်လို့ရနေတာပဲကျွန်တော်တို့ကတော့သက်ဆိုင်ရာကိုတေချာလေးစစ်စစ်စေခြင်းတယ်လို့သူကဆက်ပြောထားပါတယ်အခုလိုစစ်သားတွေကိုတဲဆောင်ပို့ပေးနေတဲ့ခရီးသက်တင်ရင်လိုင်းကားတွေမှာစစ်တပ်နဲ့ဆက်နွယ်မှုတွေရှိနေတယ်လို့ဆိုကြတယ်ဖြိုးမြစ်တာရွှေမြစ်တာနဲ့အလင်းနှန်းတို့ပါဝင်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေထံကသိရှိရပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ချင်းပြည်နယ်ပလောဝမြို့နယ်တွင်ဒေသကာကွယ်ရေးတာဝန်များထမ်းဆောင်ရေးလူငယ်များပြည်ပထွက်ခွာခွင့်ကို CDF ပလောဝကကန့်သတ်ထားတယ်လို့ကြေညာချက်ထုတ်ပြန်လိုက်ကြောင်းသတင်းရရှိပါတယ်ရှင်။ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ပလောဝအနေဖြင့်ခုမီချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီပလောဝကောင်စီရဲ့ပြည်သူ့တော်လှန်ရေးကာလနိုင်ငံရေးနဲ့အုပ်ချုပ်စီမံရေးဦးဆောင်မှုနဲ့တော်လှန်ရေးအင်အားစုတရက်အဖြစ်ယနေ့တိုင်ရပ်တည်လာခဲ့ကြောင်းဒေသအတွင်းလူငယ်လူရွယ်များအနေဖြင့်ချင်းလန်းနဲ့ကာကွယ်ရေးတပ်ဖွဲ့ပလောဝတွင်ပူးပေါင်းပါဝင်ပြီးဒေသကာကွယ်ရေးတာဝန်များထမ်းဆောင်ရေးမှာပြည်သူတိုင်းရဲ့တမိုင်းပေးတာဝန်တရက်ဖြစ်ကြောင်း CDF ပလောဝကထုတ်ပြန်ကြေညာထားပါတယ်။ထို့ကြောင့်ဒေသအတွင်းရှိလူငယ်လူရွယ်များအနေဖြင့် CDF ပလောဝမှာပူးပေါင်းပါဝင်ပေးနိုင်ရေးကျန်းမာရေးနဲ့ပညာရေးကိစ္စရပ်များမှာအပါအရွယ်ရောက်ပြီးသူလူငယ်များပလောဝဒေသပြင်ပကိုထွက်ခွာခြင်းကိုကန့်သတ်လိုက်ကြောင်းထုတ်ပြန်ကြေညာထားပါတယ်။အခုလိုထုတ်ပြန်ကြေညာမှုမှာလူအခွင့်အရေးစံချိန်စံညွှန်းများနဲ့ကိုက်ညီခြင်းမရှိဘဲပြည်သူလူထုရဲ့အခွင့်အရေးကိုထိခိုက်ခြင်းဖြစ်ကြောင်းစစ်အာဏာရှင်မကြိုက်၍တော်လှန်ရေးကိုပါဝင်ကြရာတွင်လူငယ်တိုင်းအနေဖြင့်မိမိတို့ကြိုက်နှစ်သက်ရာနည်းလမ်းများဖြင့်ပါဝင်ရန်အခွင့်အလမ်းရှိသင့်ကြောင်းချင်းလူငယ်တအုပ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ရှင်။ VOV ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ရှင်။မြန်မာပြည်သူပြည်သားအားလုံးလည်းကျန်းမာချမ်းသာပြီးဘေးအန္တရာယ်ကင်းဝေးပါစေလို့ကျမမိုးလေးမှဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။